organic ဆိုတာတကယ်ပိုကောင်းတာလားအစားအစာတွေအထူးသဖြင့်ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေဆိုရင်တဘာဝပစ္စည်းတွေကိုပဲသုံးထားတဲ့ organic ပစ္စည်းတွေကပိုကောင်းတယ်လို့ထင်ကြပါတယ်တကယ်တမ်းကတော့ organic ပစ္စည်းတွေက vitamin နဲ့ mineral စရှိတဲ့အဟာရဓာတ်မှုအနေနဲ့ရှင်းကြည့်ရင်ထူးထူးခြားခြားကွာခြားချက်မျိုးမရှိပါဘူးဒါပေမဲ့ organic ပစ္စည်းတွေမှာတော့ antioxidant အနေနဲ့ပုံမပါဝင်တတ်ပါတယ်ပုတ်သက်စီအသုံးပြုရမှာတော့ organic ပစ္စည်းတွေမှာဆိုဓာတုပုတ်သက်စီတွေမသုံးဘဲတဘာဝမှရသောပုတ်သက်စီများကိုအသုံးပြုတာကြောင့်ဓာတုပုတ်သက်စီအနေနဲ့တော့မရှိနိုင်ပါဘူးဒါပေမဲ့ဘာဝပုတ်သက်စီဆိုတိုင်းအကုန်လုံးကကျမတို့အတွက်အနေရကင်းတာမျိုးတော့မဟုတ်ပါဘူးတချို့တဘာဝပုတ်သက်စီတွေကလည်းဓာတုပုတ်သက်စီများနဲ့ထပ်တူဆိုးကျိုးများပေးနိုင်ပါတယ်ဈေးနှုန်းအနေနဲ့ကြည့်မယ်ဆိုရင်တော့ organic ပစ္စည်းများက20ကနေ100ရာခိုင်နှုန်းလောက်ပုံမှုဈေးများတက်တဲ့အပြင်နေရာတိုင်းမှာလည်းပုံပုံများများမတွေ့နိုင်ပါဘူးအချုပ်ပြောရရင်တော့ organic ပစ္စည်းတွေကဈေးပိုများတာကလည်းရင်ထူးထူးခြားခြားကောင်းကျိုးမျိုးသိမရှိနိုင်တဲ့အတွက်ကြောင့်ကျမကြီးနဲ့ညီညွတ်အောင်မဖြစ်မနေ organic ပစ္စည်းတွေကိုစားစီအောင်မလို့ကြောင်းအကြံပြုလိုက်ရပါတယ်စားတောင်းနဲ့ပတ်သက်တဲ့ဘုသူတာနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် food pastoring page လေးကို like and follow လုပ်ထားကြအောင်နော်